မောင်ရဲ့မောင်လေဒီဘွားကြီးနဲ့တိတ်တိတ်ပုံမနေချင်တော့ဘူးမောင်ရဲ့ မောင်လည်းမနဲ့နီးစပ်ကိုစူးစမ်းနေပါတယ်မရဲ့ မောင်ရဲ့မနေ့ပြန်မောင်ကိုဒီနာဝက်ပိတ်ထားလို့အဲ့ဒါဘူချုပ်စင်းမအဝေစားလှလှလေးတွေမောင်ကိုလိုက်ဝယ်ပေးပါလားယင် ဝယ်ပေးပါဦးမရဲ့မောင်ရှာလေးကမထွက်ကြီးပဲဝေစားလှလှလေးတွေမဟုတ်ဘူးနော်ပလက်တီနဲ့ဆွဲချုပ်ပါဝယ်ပေးပါမအောင် အဲ့ဒါကြောင့်မောင်ကိုချစ်တော့အဘော ပတ်စံလေးလက်ထဲရှိတော့အရက်ကောင်းစားကြီးတောက်ပြီးစိန်ရစ်နေပြန်ရောအိမ်မက်တွေကြောက်ခရက်နဲ့ရာဇဝင်ကိုကျုံနောက်ပြန်လှန်ပစ်လိုက်တယ်ဗျာရှာတတ်ပြီးရမှာမင်းစလားခရီးတော့ရောက်နေပြီဟိုဘက်ကကူအောင်မယ်မြို့ဒီမှာထားရဖြစ်မယ် ဟဲ့ကျော်ကြီးအဲ့ဒါမနစ်စနာအစ်မဟုတ်ဘူးဟဲ့မနစ်စနာအစ်ကဒီမှာနေခေါ်သွားတာအဲ့ဒါငရုတ်သီးမုတ်ရောင်းတဲ့တစ်ဆန်းဟဲ့ကို့မချစ်လို့သူများနောက်လိုက်သွားတဲ့လူဥပ္ပကပြုတ်လိုက်ပါတော့မနိဆန်တာရဲ့ဟင်ရှင်းရဘာလို့လဲကို့အနော်ရတာလေကဲမင်းဘွားလည်းအထီးကျန်နေပြီလားကို့ဘွားလည်းအထီးကျန်နေတော့ဒိုးနှစ်ယောက်တူရွှေ့လဲတွဲလိုက်ကြအောင်ရှင်ကောင်းလိုက်ကြလို့ရဖရားကြီးဟာဟိုမှာသူတို့အဆင်ပြေနေပြီလာတော့မယ်အိမ်မက်ကြီးကအစမ်းသာရာဇဝင်တွေကနေဒီဘက်ခစ်ကိုပြန်ရောက်သွားပြန်ရော မောင်လေးသူနဲ့ပတ်သက်လို့ပြောထားမှာမဟုတ်ဘူးလား ဒီမိမနဲ့လုံးဝတဘောမတူနိုင်မိုးဆက်နဲ့ပဲတဘောတူနိုင် ရှင်းစကားကိုစစ်စစ်ချင်းပြောပါ ကိုကိုရဲ့မိုးဆက်မှာဘာဖြစ်ရှိလို့လဲဘာလဲမိုးဆက်သူ့လောက်မလားလို့လား မင်းမလည်းသူ့နဲ့အများကြီးလားဒါပေမဲ့ဒီကောင်ကသူ့မိုက်မိနေလား မိုင်းမိမှာပေါ့ဒီကမငါ့မှာဟောဘာပင်းထိုက်ထားမှမသိရ အရွယ်ရောက်ပြီးသားတို့လူချစ်ကြတာဘာဖြစ်ရှိလို့လဲ ဟုတ်ပါတယ်မမရဲ့အဲ့တော့ဘာပြောမှမရှိပါဘူးမမပြောလို့သူ့မှာဖုန်းကြီးလည်းဘာမှမတက်ပါဘူး ။မင်းကငါတို့ပြောတာကိုခုချိန်ကြီးလက်မခံနိုင်လေဘူး ကိုကိုသူ့ယုံကြည်တော့အောင်ညကြရင်လက်တွေ့ပြ ဟောဘာမှမကြားဘူးမင်းကတော့ကြားလိုက်ပြန်လိုက်ခဲ့ပြန်လိုက်ခဲ့ပြန်လိုက်ခဲ့အော်ကျွန်တော်ချစ်နေစုပြန်လိုက်ခဲ့တော့လည်းကြားလား မောင်တို့မနိစနာကိုကဲပါဦး ကျုပ်အိမ်မက်ထဲကကောင်းပါလေကျုပ်ရှိအပြစ်မှာတကယ်ရောက်လာမယ်လို့လုံးဝထင်မထားခဲ့ဘူးဗျာ မေခုမှလူတယောက်တွေ့တယ်သူ့သွားမှလမ်းမမေးကြည့်အောင်လေ အေးကောင်းတယ်တမီးတော့မရအောင်လေ ဒီမရက်တက်ပန်းဆက်လန်ဘယ်သွားရလဲ ပြီးရင်လေပြောပြပါအောင်ငါတူရဲ့အတော်တို့လေဖះပွေးလမ်းရှာရတာရွာကိုလဲနေရပဲမောလဲမောနေပြီ ဟာဒီကတော့ဘလို့ကြီးလဲ ရှဲပါအံ့ဩတော့လဲဒါကျမမေး ဟုတ်တယ်ငါတူရဲ့ဒေါ်ကလေမအိုစေးစားပြီးအခုလိုမျိုးငယ်ရွယ်လူပြိုးနေရပဲဒါတော့ဒေါ်ရဲ့တမီး ခဏနေပြောနေတာ तू ကကြောက်ချစ်သူမနိဆိုင်လားဗျာခဏလေးပေါင်းပြီးကြောက်နေနေတာ မေမိတော့မားမိတယ်နဲ့လူကောင်းအောင်မေးပြီးတော့လမ်းလာမေးကြည့်တာခုမှခေါက်တီးဖြစ်နေတယ် ရှင်မပြည့်လေငါတူရဲ့ခုမှတက်ရွယ်ငငယ်လေးပဲရှိသေးတယ်ဒီလိုရောကမျိုးခံစားနေရပြီဆိုရင်လေတမနိုင်ကြောက်မနိုင်ကိုသုံးခွက်တစ်ခွက်တင်ပြီးတော့ကြိုးတောက်ရတယ်ပြီးတော့လေတရားလေးပါလေးထိုင်တော့ အော်ဘာပြောဗျာခဏလေးကြောက်ယူလို့လေနော် ခိုင်းလေအဲ့ဒါယူမယူမ
တော့ဖွားတိုင်းတောင်းလေးရှင်းပြပေးမယ်လေကျမစဉ်းစားရှင်းပဲမဟုတ်ပေးပါအမဒီဖရားကြီးရတယ်လုံခဲ့တဲ့နှစ်ပေါင်းထောင်ချီရဲ့ ဟာဘာလာပြတယ်မသိဘူးနောမလို့စိတ်ညစ်ကြတယ်တော်တော်တော် သူ့ရင်းနေနေနေ ဟောနေရမြင်မှုဆိုဘာလို့ရက်ွက်ထဲရမလဲဟာသူတယောက်အောင်ရဲကျော်တယောက်ဘာသာရေးကိုခုတုံးလုပ်ပြီးလှုပ်ရှားလို့အဲ့လိုဘွားတွေကိုရောက်သွားကြတာ ဒါဆိုသူတို့ဖျားရိုက်တာပေါ့နော် ဒီဟာဘူးမှမရိုက်ပါဘူးကွာဖေကရဲမေတ္တာကြီးကြီးမာတာတရားဝါတွေကိုကဲတင်တယ်သူတို့ရဲ့အကုသိုလ်ကံသူတို့ပြန်ဒဏ်ခတ်သွားတာ ဘာသာရေးကိုခုတုံးလို့အကျိုးမျက်ရှာသူတို့ရဲ့နောက်ဆုံးသက်သိမ်းကသူတို့ဘဝရဲ့နေဝင်ခြင်းပေါ့နော် ဒီပန်ကိစ္စပြောလို့မပြီးသေးဘူးဒီမှာတယောက်အောင်ရဲကျော်လေ သူအရင်ကတည်းကအရင်မတော့ပါဘူး ဟုတ်တယ်ဖေအားမှာစီးပွားဥစ္စာရှာပြီးရတဲ့ငွေကြေးစီးပွားကိုလှူမဲ့တဲမဲ့မရှိဘဲနဲ့ဒီရက်တော့ဖဲရိုက်ကြက်တိုက်မကောင်းမှုမှန်တယ်များအကုန်လုံးတော့အခုအဲ့ဘုကရောက်သွားတော့တာပဲ ဘုကောင်းလိုက်တာ ဘာပဲဖြစ်ဖြစ်ငါတို့ရက်ွက်ထဲရလူတွေဒီလိုဖြစ်သွားတာကိုငါတို့အားလုံးကြည့်ပြီးတံဝေကယူရမယ်